အမျိုးသမီးအဖွဲ့သားကအမြင့်ဆုံးပောက်ကွဲနိုင်သောတနက်ကိုဆွဲယူကကုန်းဘက်ပေါ်ရှိလေရင်ကိုမှတ်လိုက်သည်လေရင်ကိုအောက်သို့ချလိုက်စဉ်နှစ်တန်4ချိန်ရှိသောငါးမြတန်ကတံမဏိကျိုးကိုလေရင်ကိုယ်ထဲမှဆွဲထုတ်လိုက်သည်ထိုကျိုးသည်2မီတာထူရှိသောလေရင်ကိုယ်တွေကိုဖောက်ထွင်းဝင်ရောက်သွားသည်တနက်ဖြစ်သမားမှာတုတ်ပြန်ရန်အချိန်မရလိုက်ပဲတိတ်ဆုံးသွားသည်သူသည်အမျိုးသမီးပျော်ရွှင်နေသည်ကို2စက္ကန့်ခွဲကြာအောင်စောင့်စရာမလိုခဲ့တော့လဲလေရင်ကိုယ်တွင်ငါးမြတန်ပိတ်မိနေသည်ကိုတွေ့လိုက်ရသည်လေရင်မူးမှာတုံးလုံးသွားပြီးအန်ချလိုက်သည်မဟာမိတ်တပ်ဖွဲ့များကကျိုးကိုဖျက်တောက်ရန်ကြိုးစားတော်လဲမရပဲတင်မောကစတင်လှည့်လာသည်ဤသို့မြင်ရသောအခါတင်မောငယ်လေးသည်မကြာမီမောက်သွားမည်ကိုသိသောကြောင့်ချန်ချီ brother king ကချက်ချင်းပင်တနက်စင်၏အောက်ခံကိုဖယ်ရှားရန်အပေါ်သို့တက်သွားသည်မမျှော်လင့်ပဲတနက်စင်ကိုကျိုးဖြင့်ကောင်းကင်သို့ဆွဲတင်လိုက်ရာတန်းပေါ်တွင်မတော်တဆပိတ်မိသွား၍မလှုပ်ရှားနိုင်တော့ပေပိုဆိုးသည်မှာလှိမ့်နေစဉ်တွင်ကျိုးကတဖြည်းဖြည်းတင်းလာသည်အရှိကအကန့်အသတ်တစ်ခုအထိတိုးသွားသည်နှင့်လေရင်သည်တင်မောငယ်လေးကိုဝင်တိုက်ကလူတိုင်းအန္တရာယ်ကြုံတွေ့နိုင်သည့်စစ်တီ1000ခန့်ရောက်ရှိလာချိန်တွင်ချန်ချီနှင့်မဟာမိတ်တပ်ဖွဲ့များသည်လက်နက်များဖြင့်ချန်စီယိုထိပ်သို့တက်သွားကြတော့လဲကျိုးကိုလုံးဝဖျက်တောက်နိုင်ခြင်းမရှိသည်ကိုတွေ့လိုက်ရသည်ငါးမြတန်ဖြင့်ဖျက်တောက်ရန်ကြိုးစားခြင်းမှလွယ်၍အခြားရွေးချယ်စရာမရှိတော့ပေမမျှော်လင့်ပဲလေရင်မူကရုတ်တရက်သူ့လက်နက်ကိုဆွဲထုတ်ပြီးသူတို့ကိုချိန်လိုက်သည့်တံမဏိကျိုးဖြင့်ဆွဲထားသောလေရင်သည်ချန်စီယိုစီသို့တဖြည်းဖြည်းအတင်းဆွဲခေါ်ခြင်းကိုမြင်ရသောအခါလေရင်မူနှင့်မဟာမိတ်တပ်ဖွဲ့များသည်ရင်းတို့၏တနက်များကိုဆွဲထုတ်ကလေရင်ပေါဝါမှခေါင်းများကိုထုတ်လိုက်သည်ဒိုင်းကနှင့်အတန်နှင့်အတူတနက်ကိုတံမဏိကျိုးဖြင့်ဖျက်တောက်လိုက်သည်မူလကစောင်းနေသောတင်မောငယ်လေးသည်ရုတ်တရက်ပြုတ်ကျသွားသည်ချန်ချီမှတုတ်ပြန်ရန်နောက်ကျသွားပြီးပင်လယ်ထဲသို့လွင့်စင်ကျသွားသည်လေရင်ပြန်တန်းထွက်ခွာသွားသည်ကိုမြင်တော့လဲသူဘာမှမတတ်နိုင်တော့ပေဤဒီမှာကုန်းမြေမရှိသောကဘာဖြစ်သောကြောင့်ဖြစ်သည်အနာဂတ်တွင်ရေခဲပြင်ကြီးနှစ်ခုလင်းမြန်စွာအရေးပြောမှုကြောင့်ကုန်းမြေအားလုံးသည်ပင်လယ်ရေအောက်သို့နစ်မြုပ်သွားသည်လူသားဥယျာဉ်သည်1000လျင်တယောက်နှုန်းအထိကြောကျသွားသည်အသက်ရှင်ကျန်ရစ်သူများသည်အဆုံးမဲ့ပင်လယ်တွင်သာနေထိုင်နိုင်တော့သည်ချန်ချီသည်လှည့်လည်သွားလာသူတဦးအနေဖြင့်ပစ္စည်းများဖလှယ်ရန်ကမ်းခြေသို့ပုံမှန်သွားရောက်ရန်လိုအပ်သည်ဤတစ်ချိန်တွင်သူသည်ရွှွန့်တပလင်းနှင့်အတူကုန်ပစ္စည်းများစွာကိုဖလှယ်ခဲ့ပြီးအမျိုးသမီးငယ်နှင့်သူမ၏သမီးလည်းပါဝင်သည်သို့သောဤအချိန်တွင်ထိုမိန်းကလေးကိုရက်ဆက်သောပင်လယ်တပ်တအုပ်ကပြစ်မှတ်ထားနေသည်ကိုသူမသိခဲ့ပေသူသည်ကောလာဟလဖြစ်သောမြေပုံပေါ်တွင်ရှိနေသောကြောင့်တိုက်ခိုက်ခံရသည့်ပထမဆုံးမြင်ကွင်းကိုကြုံတွေ့ရခြင်းဖြစ်သည်ပင်လယ်တပ်ဆုတ်ခွာသွားသောအခါရှောင်းမေဇေယုံမီကကုန်းမြေအကြောင်းမေးမြန်းခဲ့သည်သို့သောချန်ချီကထိုအရာလုံးဝမရှိကြောင်းအခိုင်အမာပြောကြားခဲ့သည်သို့သောရှောင်းမေကထင်ရှားစွာမယုံကြည်ခဲ့ပေတစ်ဖက်နှင့်တစ်ဖက်အဆက်မပြတ်ရစ်ပတ်နေသည်ကိုရင်ဆိုင်ရသောအခါချန်ချီသည်သူ့ကိုရေတိမ်ပိုင်းရှိပင်လယ်ကျမ်းပြင်သို့ခေါ်ဆောင်သွားခြင်းမှလွယ်၍အခြားရွေးချယ်စရာမရှိတော့ပေသူ၏ပတ်ပတ်လည်တွင်မရေမတွက်နိုင်သောမိုးမျှော်တိုက်ကြီးများကိုမြင်တွေ့ရသည်ဖြစ်သည်လူသားတို့၏ဂုံကျက်တရေကိုကိုစားပြုသောထိုအဆောက်အအုံများသည်ပိတ်ဆို့ခံထားရသည်ရှောင်းမေသည်ကုန်းမြေမရှိတော့ကြောင်းနောက်ဆုံးတွင်နားလည်သွားသည်သို့သောသူတို့နှစ်ဦးကိုအံ့အားသင့်စေသည်မှာပင်လယ်သားပြကထိုအခွင့်အရေးကိုယူကာမိန်းကလေးကိုခေါ်ဆောင်သွားခြင်းဖြစ်သည်